အားလုံးခဏလေးနားထောင်ပေးပါတရေစီးနေရဆိုတဲ့ရုပ်ရှင်ကားရဲ့အကြောင်းခင်ဗျားတို့ပြောပြချင်တကောင်ဘာသာနေလဲလို့ ဒီဖြစ်ရမယ့်ရုပ်ရှင်ကိုငါတို့တွေကိုမကြည့်စေချင်ရှိကိုရှိ ဒီချက်ငါ့ရှိဘယ်လိုလုပ်ရမလဲဆိုငါမသိဘူးနော်ငါနေတော့အတူတူရှိနေတော့ငါလုံးဝမသိဘူးနော် တရေတစီရှိတယ်လက်မခံကြည့်အချို့ထူးဆန်းနေတာမခံရဘူးကျွန်တော်လည်းခင်ဗျားတို့ကိုကူညီရင်းနဲ့ကျွန်တော်တငယ်ချင်းကိစ္စကိုပိုပြီးစိတ်ဝင်စားလာတာအရန်ချုံနေတဲ့ကြားထဲကနူတယောက်ယောက်ကစက်ကြည့်ဖို့အတင်းတိုက်တွန်းနေတယ်လို့ပဲဟာ မကြည့်ပါနဲ့ဆိုတာကြည့်ပါလို့ကြင်ပြောနေတယ်လို့ မကိုင်းမနဲ့မင်းအခုသိနေရလားတရေကြောက်လို့များတတ်တရရလို့ကွာတက္ကသိုလ်ကျောင်းကြီးရောက်ကျောင်းထုတ်ခံထားစိုးသွမ်းလူငယ်ကြီးရောက်ပါမရင်းကြည့်ပြီးတတ်လိုက်တာကိုသူတို့ချင်းချင်းရိုက်ခါတာ ဒီချိန်မှာအဲ့ကိုအကြည့်စစ်လုံးသူကငါပါပဲကွာ ဒီမှာအရင်ထူးဆန်းတဲ့ကိစ္စတကူဖြစ်သွားပြီဟာ ဒီကဘာမှမေးမနေနဲ့အေးယူတော့ယူထားလိုက်နင်းထပ်တွေ့မင်းဒီနေ့တကယ်တင်နေစီ အလုံးဝမထင် ဇက်သိန်းဒီမကြည့်